ကဲအခုကျွန်တော်တို့ဒုတိယဗီဒီယိုတစ်ပုဒ်စမယ်ပေါ့နော်စမယ်ဆိုတော့ကျွန်တော်စိုက်စင်ကြီးအမြင်နဲ့တည်ဆိုခြင်းပေါ့နော်အဲ့ဒါလေးကိုနည်းနည်းထပ်ပြောမယ်စာရွက်ကိုကြည့်ပြီးတော့နှုတ်ကိုကြည့်ပြီးတော့ဆိုနိုင်မှုအတွက်ပထမဆုံးတော့ချက်ကတော့အတန်တစ်ခုနဲ့တစ်ခုကွာဝေး interval ကိုနားထဲမှာကြားရအောင်နေရမယ်အဲ့ဒါကို mental effect စိတ်ခံစားချက်ပေါ့နော်ဥပမာဒိုဆိုတဲ့အတန်ကြားလိုက်ရင်ဆိုအတန်ကိုဘယ်လောက်မြင့်သွားမလဲအဲ့ဒါကိုကြိုပြီးတော့စိတ်ထဲသိရမှာပေါ့နော်ဒုတိယချက်က step note နဲ့ tonic solver နဲ့ပေါင်းဆက်ပြီးတော့တင်တာဒါပိုကောင်းတယ်ပေါ့နော်တခါလဲ note နှမျိုးလုံးတတ်သွားမှာပေါ့နော်အကယ်၍ကျင့်မယ်ဆိုရင်လေ့ကျင့်နေရတော့အစဉ်စဉ်အတန်အနေမြင့်ဒါတွေကိုကျင့်မယ်နော်စီးချက်နဲ့တခါစီးချက်ကိုတက်ကျင့်ရမယ်စီးချက်ရတန်ပေါ့နော်ရတန်ကိုကျင့်ရမယ်ကျင့်ပြီးတော့မှတခါ melody နဲ့ရတန်နဲ့ပေါင်းပြီးတော့ကျင့်ပြီးရင်အဲ့တော့မှတခြင်းစာတာကိုထည့်ပြီးကျွန်တော်တို့ဆိုရပါเนาะဆိုတယ်ဆိုတော့အဲ့ဒါမှာကျွန်တော်တခြင်းဆိုတာကြီးလင်းပြီးတော့ရှင်းလင်းတဲ့အတန်တွေကအဓိကပဲเนาะခန္ဓာကိုယ်ကလည်းအဆုပ်ကိုလွတ်လပ်အလုံးလုံးကိုမမတ်ထိုင်ရမယ်မမတ်ရရမယ်ဒါပေမဲ့မမတ်ဆိုလို့တတောင်ရောမဟုတ်ဘူးเนาะအဲ့လိုမျိုးညင်ညင်သာဆိုရမယ်အေးအေးဆေးဆေးဆိုရမယ်အသက်ရှူရဆိုရင်ရှူနေတူတူကြီးအဲ့လိုရှူအဲ့လိုရှူလို့အတန်ထွက်ပြီးရှူလို့မရဘူးပေါ့เนาะဘယ်လိုပြောမလဲရှည်လက်ကိုဘိုက်ထဲကြီးဝင်အောင်တော့ရှူရမယ်ရှူပြီးတော့အတန်ထုတ်ပြီးဆိုရင်တက်ပြီးရှူထုတ်ပြီးဆိုရင်ဖြည်းဖြည်းချင်းပြန်ရှူထုတ်ရမှာပေါ့เนาะအဲ့တော့ဒိုရီမီဖာဆိုလာတီထိဆိုရင်ဒါအတန်9တန်ဆိုဒါ9တန်တွေပေါ့เนาะ diatonic scale 9တန်မိသားစုတစုနဲ့နှိုင်းရှင်လို့ရတယ်ပေါ့เนาะအဲ့မှာ key note လို့ခေါ်တဲ့ tonic note ကမိသားစုရဲ့အကြီးကဲလို့ပြောလို့ရတယ်မိသားစုရဲ့အကြီးကဲလို့ပြောလို့ရတယ်အဲ့တော့ key တိုင်းမှာ tonic ရှိတယ်เนาะ key တိုင်းမှာ tonic ရှိတယ်အဲ့လိုပဲလောလောဆယ်မှတ်ထားမှာပေါ့เนาะအဲ့တော့တို့မှလည်းတခါကိုပိုင်ဇယိုက်လေးတွေရှိတယ်ကိုပိုင်ဇယိုက်လေးတွေရှိတယ်ပေါ့နော်အတန်တွေမှာကိုပိုင်ဇယိုက်အပြင်ကိုပိုင်အယောင်လေးတွေလည်းရှိကြတယ်အခုဆိုရင်ကျွန်တော်တို့စကျင့်မယ်ဆိုရင်ဒိုရယ်မီရယ်ဆိုရယ်ဒါကိုစကျင့်မယ်ဒိုကတော့သူကkey note tonic note ဆိုတော့သူကဒိုကခိုင်မာအားကောင်းတဲ့ခံစားချက်ကိုသူပေးနိုင်နော်ဒိုပြီးတော့နောက်တစ်ဆင့်တက်မယ်မီကြတော့သူက agent တည်နေတဲ့ခံစားချက်ကိုပေးတယ်နော်နောက်တော့ဆိုတာကခုန tonic ပြီးရင်သူကအရေးကြီးဆုံးတာအကောင်းဆုံးခိုင်မာဆုံးတာပေါ့နော်သူကဆိုကြတော့dominant အတန်လို့ခေါ်တာပေါ့နော်သူကတောက်ပပျော်ရွှင်တဲ့ခံစားချက်ကိုပေးတယ်အဲ့တော့မိသားစုမှာအကြီးကဲကတော့ tonic ပဲเนาะ tonic ပဲအဲ့တော့ tonic ရယ် medium ရယ် dominant ရယ်ဒီ၃မျိုးကိုကျွန်တော်တို့လေ့ကျင့်မှာပေါ့เนาะဟိုနေ့ကဒါဒုတိယဗီဒီယိုပေါ့เนาะဟိုနေ့ကတော့ကျွန်တော်တို့ပထမဗီဒီယိုမှာတော့ဒါလေးနဲ့တင်ပြီးခဲ့တယ်ပေါ့เนาะအဲ့တော့ C က key C ကလုံးဝနားထဲမှာဆွဲထားရမယ်ကီးစီကိုနားထဲမှာစိတ်ထဲမှာအတန်ကြားရောက်နေပြီဆိုရင်ဒါရပြီကျန်တဲ့ကီးတွေကိုအေးစေးပြောင်းသွားပြရတယ်เนาะအစပထမမှာတော့ကျွန်တော်တူရီယာတစ်ခုကိုညီယူမယူရင်အများတို့အခု Play Store ထဲသွားအမှာpiano ဟာလေး download ရတယ် piano ဆိုရရိုက်ပြီးတော့ piano app application တခုတောင်းပြီးတော့အမှpiano လေးပေါ်လာခဲ့ရင်အမှ C3 ကိုနှိပ်လိုက်
အဲ့ C3 ကဒါ middle C ပဲဒိုတာပဲပေါ့နော်ဒိုတာအဲ့တော့ middle C ဆိုတာဘာလဲဆိုတော့ middle C ဆိုတာဒီ note တွေ middle C လို့ခေါ်တယ်ပေါ့နော်ဒါဒီဟို step notation ကကျွန်တော်နောက်မှဖြည်းဖြည်းထည့်ရှင်းသွားမှာပေါ့နော်အခုကတော့ tonic software ကိုဟိုအရင်ကျင့်မယ်ကျွန်တော်တို့ဆိုတာကိုပဲအရင်ကျင့်မယ်အဲ့တော့ကျွန်တော်ဒိုတန်လေးကိုယူလိုက်မယ်ဒိုဆိုရင်ကီးစီမှာကျွန်တော်တို့အရင်ကျင့်ကြည့်လိုက်ရเนาะကျွန်တော်တို့ဟိုဒူရီယာမရှိဘူးခုန application လည်းမရှိဘူးဆိုရင်လည်းကိစ္စမရှိဘူးကျွန်တော်အခုဆိုသွားတဲ့ key C ဒိုလိုက်ဆိုကြည့်လိုက်ရကြည့်အခုကျွန်တော်ကလည်းတူကျင့်မယ်ဆိုတော့သဘောနဲ့ကျင့်ကြမယ်เนาะကျွန်တော်လည်းတူကျင့်မယ်เนาะဒိုเนาะဒိုတန်ဟုတ်ပြီကျွန်တော်ဂီတာလေးမှာဒိုတန်နှိပ်လိုက်ပြီเนาะဒိုဆိုရင်ဒိုဆိုမီဒိုမီဆိုမီဒိုဒါတကြောပြီးပါပြီဒါဟိုဘာခွဲတာလည်းမပါသေးဘူးဟိုမယ်လိုဒီတက်ပဲတိုင်ပင်လည်းမပါသေးဘူးပေါ့နော်အဲ့တော့နောက်ပြန်ကျင့်မယ်နော်နောက်ပြန်ကျင့်မယ်အဲ့တော့ဒိုမီဆိုမီဒိုမီဒိုဒိုဒါကီးစီကိုကျွန်တော်ဗီဒီယိုနဲ့တူလိုက်ကျင့်လို့ရပါတယ်เนาะဒိုမီဆိုရင်ဒါကျွန်တော်တို့ပေါင်းလိုက်ရင်တော့ chord ဖြစ်သွားမှာပေါ့เนาะ chord ဆိုရင်ဒါ C major chord ပေါ့เนาะဒိုမီtonic chord ကိုကျွန်တော်တို့အရင်ကျင့်ရပါတယ်အဲ့တော့ဒီ key C ကျင့်ပြီးသွားရင်နောက်ထပ်ကကျွန်တော်တို့ key C ကိုပဲကျွန်တော်တို့နောက်တစ်ခုကျင့်မယ်เนาะနောက်တစ်ခုကျင့်မယ်အဲ့တော့အမြင့်တန်ဆိုရင်ဒိုရမီဖာဆိုလာတီခုနှစ်တန်မှာအမြင့်တန်ဒိုရမီဖာဆိုလာတီဒိုအမြင့်တန်ထည့်လိုက်ရင်ကျွန်တော်တို့ကဒါ8တန်ဖြစ်သွားတော့ဗောနော်8တန်ဆိုတာ octave လို့ခေါ်တယ်မြင့်တဲ့တန်ဆိုရင် higher octave နိမ့်တဲ့တန်ဆိုရင် lower octave ဒါပဲဒိုတန်ချင်းကအနိမ့်မြင့်တာกว่าတယ်တူပဲအတန် frequency ပဲกว่าဗောနော်အဲ့တော့ကျွန်တော်တို့ဒိုတန်ခုနကျွန်တော်ယူတာဒိုဆိုပြောသွားတယ်ဒါပေမဲ့သူက higher ဒိုမှာရှိတဲ့အတွက်ဒီမှာဟို dash လေးတင်ထားတယ်ဒါမှမဟုတ်1လေးတင်ထားတယ်ဗောနော်ဒို